သာသမီဆင်းရဲတော့ကရုဏာငါပဲခံလိုက်ခြင်းနဲ့သာသမီချမ်းသာတော့ပီတိတွေဖြစ်လိုက်တာမိခင်စိတ်ဖခင်စိတ်အပြည့်နဲ့ပြိတ္တာရဲ့မနာလိုခြင်းဝန်တိုခြင်းတစိုးတစည်းမှမရှိတာကျေးဇူးရှင်အမေနဲ့အဖေပါမှန်ရလားတမေတဲ့တဖေတဲ့ဩသွေးရင်သားရင်ညီကိုမောင်နှမချင်းတောင်မှတစိမ့်နေဖက်လာတော့လေမေတ္တာတရားအယောင်နေဆိုကုန်ပြီတယောက်ကတယောက်သားတယ်ဆိုရင်အိဒါမစ္စရိယဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးလားဖြစ်နိုင်လို့လူတာဗောဗျဟုတ်တယ်မဟုတ်လားဒါပေမဲ့ပြိဿကြီးအမေကတော့မဖြစ်ဘူးကိုဘလောက်ချမ်းသာအဖေကလည်းကိုဘလောက်ချမ်းသာသူတပြားမှမရခြင်းနေမစားရခြင်းနေဝမ်းအသာဆုံးပုဂ္ဂိုလ်ဟာတလောကလုံးမှာကိုယ့်အတွက်အမေရဲ့အဖေရဲ့ဒါပဲရှိတယ်အမေမရှိရင်အဖေပဲကြံတော့တယ်အဖေမရှိရင်အမေပဲကြံတော့တယ်နှစ်ယောက်လုံးမရှိတော့ဘူးဆိုလို့ရှိရင်သွားပြီကိုယ့်အတွက်မေတ္တာမန်တိုင်ကြီးပြိုလဲသွားပြီမှန်ကြရဲ့လား